ဒီဇင်ဘာလ၏လူကြည့်အများဆုံး mini series အဖြစ်စည်ရင်းဝင်နေတဲ့ Taxi Driver 3မင်္ဂလာပါရှင် SBS ရဲ့ Taxi Driver 3 ဇာတ်လမ်းတွဲဟာကြည့်ရှုမှုစံချိန်နဲ့ဆက်လက်မြင့်တက်နေပါတယ်ဒီဇင်ဘာလ26ရက်နေ့မှာတော့ဒီဇက်ကားဟာတောက်ကြနေ့အတွက်အမြင့်ဆုံးကြည့်ရှုမှုနှုန်းနဲ့နောက်ဆုံး3ပတ်ကိုစတင်ခဲ့ပါတယ်များသောအားဖြင့်တောက်ကြနေ့ထုတ်လွှင့်တဲ့အပိုင်းများဟာစနေနေ့တွင်နဲ့နှိုင်းယှဉ်ရင်ပုံမှန်အားဖြင့်အဆင့်သတ်မှတ်ချက်နှင်းကြလိရှိပေမဲ့ Taxi Driver 3ကတော့ထိုသတ်မှတ်ချက်ကိုရိုက်ချိုးနိုင်ခဲ့ပါတယ်။ Nielsen Korea ၏မှတ်တမ်းများအရ SBS ရဲ့ Taxi Driver 3အပိုင်း7သည်တနိုင်ငံလုံးအတိုင်းအတာနဲ့ပြင်းပြအဆင့်သတ်မှတ်ချက်12ရာခိုင်နှုန်းနဲ့ရုပ်သံလိုင်းအားလုံးမှာပထမနေရာမှာရပ်တည်ခဲ့ပြီးဒီဇင်ဘာလတလလုံးမှာထုတ်လွှင့်ခဲ့တဲ့လူကြည့်အများဆုံး mini series အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။အပိုင်း7သည်တနိုင်ငံလုံးအတိုင်းအတာနဲ့ပြင်းပြ14ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပြီးဇလန်တွဲအထက်အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်။နောက်ထပ် key drama နဲ့ပတ်သက်တဲ့သတင်းတွေသိရအောင် channel လေးကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။ကျေးဇူးတင်ပါတယ်။